ညနေပင်မတော့ကတာမောလဲပင်လဲပင်မနဲ့နော်ရေကြီးလေးတစ်ပေါက်တော့သုံးဆောင်လိုက်ဦးကိုမောအလိုက်တည်တယ်လိုက်တည်ဓမ္မကြိုက်ပြီ မလေးမောနေတာလည်းတော့ လက်ချောင်းလေးအေးမသွားဘူးလား အေးသွားတာဗော လက်ချောင်းအေးဒါမျိုးကလက်ချောင်းအေးမှဖင်ကောင်းအေးတာအဲ့တော့လက်ကပါတော့ကြည့်တော့ တောက်ပြီးတော့ထားလိုက်တော့ အဲ့လိုတော့မလုံးနဲ့ဗျအဲ့ဒါတော့မရ မင်းသမီးလည်းမယ်တော့ ငမောအဲ့ဒါတော့မရ ကိုစားတာကိုယ့်ကိုဆုံးအောင်လုပ်လို့ စတာကိုခမရဆုံးအောင်လုပ်တာတော့ခမရပြောမှလားဗျခမရလည်းပဲ လူရှင်းတော့ ဟောပင်မနဲ့လေကျွန်တော်တိုက်ပြီးပြီလေကျွန်တော်တိုက်ပြီးပြီလေ ကိုဘကိုနည်းနည်းလိုမျက်လေးကဖင်လန်ဖားပြီးတော့သွားတိုက်ပြီ ပေါ်လာပါမင်းအမေဖင်ထားမှာလားတိုက်ပြီးခွက်တော့လေကိုယ့်အကူပြန်ထားလीနေဟာ မထားနိုင်ပါဘူး ဟောမနိုင် မင်းသမီးပဲอ่ะ ဘယ်နဲ့မနိုင်ရမှာလို့ပေါ့လေးပါဟာတဲ့ ထားနိုင်ပါဘူး မထားနေလေငါလည်းမထားဘူးဒီ မချေမရှိတော့ဘူးလေကောက်အောင်မယ် တကယ်မြူလားပြော ပွဲကူးစရာရှိသေးတယ် သူ့ကိုလည်းနင့်ဟုတ်လား မြူလားပြောမဟုတ်ဘူးရေခွက်ကိုပြန်ထားခိုင်းတာ ဟဲ့ယူ တကယ်မြူလား မယူ မြူနေပေါ့ရော့တင်ည ဟိုငါယူတာဟုတ်တယ်လေညီးမေသဘောမတူတော့ဘယ်နဲ့လို့ အားလေးချက် ရေ ပြော ခွ တာ က်ကိုပြောတာရေခွက်ကိုပြောတာ ရေခွက်ပြောနေတာစိတ်ဆင်းရဲတော်တော်ခံနိုင်တယ်နော် ဝါသနာ ဟောမယ်လာပြီးတော့မျက်နှာချွေသွေးမှလည်းလာဒါမျိုးတော့မရအောင် ဟာဘာပြောမှလည်းမသိဘူးပြော ရှင်လည်းဟိုကပြောင်းနေနေတာ မထားဘူးငါလည်းမဆိုင်ဘူး တောင်း ငနို့ ကို ဒီနက်နာမျိုးနဲ့လာမလို့နဲ့ဘူတာရောအဲ့ရလေကြီးကြောက်တယ်ခဲ့တယ်အဲ့ဒီနက်နာမျိုးက မြူဘူးပေါ့ ဟုတ်တယ်လာလုံးနဲ့ဒါမျိုးတွေရိုးနေပြီ မြူနေပေါ့ကိုကကိုတိုက်တာကိုကကိုပြန်ရော့ ဟာမဖာကမလေးဟာဗျာ ဒီအဲ့ဒါကောင်းအဲ့ဒါကောင်း အဲ့ဒါ ဟော တော့ ဗျာ ကြာ ဟောဗျာအမေဟောဗျာဟောဗျာ လူရှင်တော်မတဲမဲ့တော့မင်းသမီးကိုဖပြီးတော့ဟမ်ကောင်းတယ်အဖကောင်း ဟိုဒီကမလေး နည်းနည်းလိုမျက်လေးကကိုယ့်ကိုခတ်တယ်ကိုကိစ္စနဲ့ကိုယ့်ကိုရှင်း ဟိုဒီကမလေးကိုငါမထင်ဘူးဒီလောက်ကြီးကြလိမ့်မယ်လို့ငါမထင်ဘူး ဒါကျွန်တော်ဖြစ်ပါကျွန်တော်ဖြစ်ပါ တော်တော်ကြီးကြတဲ့ကောင်မလေးပဲ ကျွန်တော်ဖြစ်ပါကျွန်တော်ဖြစ်ပါကျွန်တော်အလိုလိုက်လို့ပါ အေး ဘာလို့လဲဘာလဲ ဘာလို့ပြောမှလဲ ချမ်းသာကိုကထားတော့ तू ကချိုးတယ်ပေါ့ဗျာ ရေဘက်ကတော့ငါတက်တယ်တန်နေရတော့လဲလာပြန်ပြီဗျာ ကိုတော့တော့ ဟမ် ဖြူဖြူတော့ကမှာ ရောက်တော့ဟာ ဟာလို့ ဟဲ့ဟာရောက်အင်းကြီးကြ ရှုပ်ရှုပ်ရှက်ရှက် โอเคကိုတညတော့ဟိုကမလေးကလေးပဲ ဒီရဲ့ဘက်ကို တော် ဒီကယူတော့ဘယ်သူကယူ ခမရယူလေ ဟိုအထက်ကိုယူသွားတော့ဘယ်သူကယူသွား ခမရပဲယူသွားပေါ့ ရေဟုတ်စင်မတင်တော့ဘယ်သူကတင် ခမရပဲတင်လေ တယောက်တည်းကိုလို့ဆယ်လို့မလုံနိုင်ဘူး ဩဗျာဒါလေးကိုတွက်ကဒါလေးကိုတွက်ကန်နေသေးတယ်ဩ ဆက်လေးနဲ့ကိုလို့ဆယ်လို့ ရပါတယ်လောကမှာငမော့တဲ့လဲတဲ့ကောင်တွေအများကြီးရှိပါတယ်လဲတဲ့ကောင်တွေအများကြီးရှိတယ်လို့နှုံတဲ့ကောင်တွေလည်းအများကြီးရှိပါတယ်ရတယ်ငင်းငင်းရေ ဘာလို့ တကယ်ဒီလိုတကယ်ကြီး ဘာလဲ မြမအားကစားကဘာကိုလှောမှာဆိုမသိရ အတိတယ်ဗောတိတယ်ဗောတိတယ်ဗော ပြောရင်ပါလေပိုက်ကြော်ကြီးနေခတ်တာမင်းခတ်ဘူးလား ခတ်ဘူးလားဗောပိုက်ကြောက်ရှင်း ဗောလီဘောတွေဘာတွေပုတ်ဘူးလားမလား ဒါလည်းဒါလည်း ဘောကနာတွေဘာတွေပြီးကခတ်ဘူးလားမလား ရိုးလိုက်ဝင်းတော့ဦးတော့ခုတပိတ် ဒီတော့ခတ်ဘူးလားမလားခတ်ဘူးလို့ဆိုတော့ငါနဲ့မင်းနဲ့ဗောလီဘောပုတ်မယ်ကွာငါဒီဘက်ကနေစားပြီးဟဲ့လို့ထိုးလိုက်ရင် ဟေးဟောလားစာလေးတို့ lift ထောင်ပေးလိုက်တော့ငင်းကြောက်ဒါမျိုးလာလို့ဘယ်ရမလဲသူ့တက်ပါတာဗောဒီလိုလို့ငါပတ်တဲ့ငါထားခိုင်းငါ့ကိုထားခိုင်းမှာ ဒီကဒါလည်းသိတာဟုတ်ဒီပြက်လုံးကိုငိမ့်ချမင်းသိနေတာ အမလေးဒါမျိုးရရုပ်နေ မင်းမသိတဲ့ပြက်လုံးတွေငါရှာပြက်ပြ ရုပ်နေပြီ သူပန်တရားကြောင့်သိတယ်မလား ဗောလီဘောလေးတွေပို့လိုက်တဲ့ငါဒီလိုဖမ်းနေဆိုမင်းသွားထားငါ့ကိုခိုင်းမလို့ ဒီပြက်လုံးကိုမင်းသိတယ်မို့လားသိအဲ့ပြက်လုံးကိုမပြက်ဘူးဒီမင်းပြက်လုံးကိုငါပြက်မင်းမသိတဲ့ပြက်လုံးကိုငါရှာပြက် လှုပ်စားပါလှုပ်စား ပ ပါ န်တရားကြောင့်မသိတယ် အာသိတယ်ဗော ယဉ်ကျေးမှု အာသိတယ် ဆိုကရေးတီ ဟုတ်တယ် စီးနေသေးစီးနေသေးဆိုတာ စီးနေဝါစီးနေဝါ ငါလည်းဝါချင်းနေတာပဲ အိမ်ထဲမှာမယူစီတော့ အဲ့တော့မင်းဆိုကရေးတီအက အိုးဆိုကဒီမှာ ပတ်ရ ဒန်တစိတ်ရတာလား ဘာတိုင်းရွှေတဲ့စိတ်ပါ ကျွေးစိတ်မြောက်ဒန်တစိတ်တမရေထဲမှာသူများကြတဲ့ဖလားကောက်လို့ရတာ အဲ့လိုဆိုရင်မင်းဟုတ်ကရိုးရရရောစားရိုးရရဗျာရိုးရရဘယ်လိုကအဲ ဒါလည်းလွယ်လွယ်လေး တေးဗလားတေးပါပြီတေးဗလား တိတ်ပါလေပါလေပါလေဗျာ ဘယ်ဆရာကတင်လိုက်တယ်လေနင့်ကို ဘာဖြစ်လို့လဲ ရိုးရလက်ကဒလို့နူးနေလားမျိုးရိုးရှိလားမင်းတို့ကမျိုးရိုးရှိလားဘာတော့ ကိုမော့ရဲ့ငင်းကြောက်ဒါမှမဟုတ်ငင်းကြောက်တော့ရိုးနေပြီယူရီးယားကကျွန်တော်လက်ကပြီးမှဒီလိုကြထားတော့ခင်ဗျာရေကိုထားလို့မရတာဒီလိုမကြတော့ကျွန်တော်ဒီလိုလုပ်လိုက်ခင်ဗျာရေကို ဒီလိုနေလိုက်မှာပေါ့ကိုကနာကိုတာ โอเคဖင်ကောရိုးရိုးမကြောက်စမှုစားပုံကျဲခြင်းနဲ့ကောခံလိုက်ဦးကိုကိုဒီကြိုင်လေးနေလိုက်ပြီးအတက်ဆိုင်ပြီးဒီလိုပညာသွားပြတော့လူတင်တော့ခံလိုက်ရပြီဒီကိုငါလည်းမထားနိုင်ဘူးကိုကြိုက်တာလည်းမဟုတ်ကိုသွားတိုက်တယ်လည်းမဟုတ်ဘူးအဲ့တော့ဒီကိုဟုတ်ပြီထားတဲ့တုံးနဲ့ဥတိန်ညွတ်အညာသားကြီးသူ့ကိုခေါ်ပြီးလိန်ပြီးခိုင်းတယ်ဥတိန်ညွတ်ညွတ်လပောင် ဘေးရင်ကပြောတယ်ဟောထားတယ်ကွာ ဘာလို့ဟောတာလဲ
လူတွေကိုမယုံနဲ့တိတ်အနာမကတ်နဲ့ခဝဲဝဲစကားပြော ဟုတ်လေကျွန်တော်ကဥဒေညနဲ့စကားလေးလက်ပြောချင်လို့ဥဒေကျပုံစံနေထောက်ကြည့်တယ်ဥဒေညကဘောသမားနဲ့တူတယ် ဒီတော့ဘောသမားပေါ့ အခုတော့ ဆရာဝန်ခွဲပေးလို့ပြောက်တယ် ဘာတွေကြောက်နေတာလို့ဘောလုံးကတဲ့ဖွားကတဲ့သမားကိုပြောနေတာ အေးလေဟုတ်တယ် အခုကျွန်တော်ကြားရတယ်အခုဟို Premier League တွေပါကျွန်တော် FA CG ပဲအေးမှာကစားနေဘောလုံးသမားတွေအားလို့ဒီဘောလုံးသမားနဲ့ရှင်ပြိုင်မှုတွေမြန်မာနိုင်ငံဂိုးသမားအောင်ဦးကဥဒေညတင်ပေးလိုက်တာဆို ဒီဘာမှတည်းမပြောနဲ့နိုင်ငံခြားကိုဘာသက်သိတယ်မဟုတ် ဟာဘာတဲ့ အဲ့ဒါယောက်ျားကြီး မသိဘူးငါနေနဲ့ညာနေတာလား အဲ့ဘာသက်တို့ဘာတို့ကစားမောင်းလာပြီ အာဒါတကယ်ပြင်းတဲ့ဂိုးသမားကြီးအဲ့ဂိုးသမားဆိုတဲ့ခါကျဘောလုံးအကြောင်းတော့ဥတင်ကောင်းနားလဲပေါ့ဗျာဟုတ်ပါဆိုကြပါဦးကျွန်တော်ကတစ်ဖက်တည်းဘောလုံးကစားသမားကျွန်တော်ကပန်နယ်ရီရတယ်ဘောလုံးရတယ်ပေါ့အဲ့ဒီပန်နယ်ရီဘောလုံးလေးကိုကျွန်တော်ကန်တဲ့ခါမှာဟောတော့ကန်လိုက်ဥတင်ဘလို့ဖောင်းလဲဟဲ့ဆိုရင်အာတော်လိုက်တော့ဥတင်ညရဲ့ကိုကိုင်နဲ့ကိုထားလိုက်သွားတော့ငါလက်ကလေးဖြူမတ်တင်ညပတ်ထားလားတို့နဲ့မပတ်တဲ့ အလစ်ခံရရတယ်ရပါတယ်ကိုလည်းလက်အောင်လုပ်ရတာငတုံအုပ်ဩရှိသေးတယ်တရိษံဟဲ့အော်လာပါ မင်းကောက်လိန်စမ်း ပြောစမ်း ပြောစမ်း ပြောစမ်းဒါလိမ့်မယ်ထင်းနေလို့ မထင်ပါဘူးမထ သူ င် များတကောင်ကိုတက်တက်လုံးမလိမ့် တပတ်ပေါက် သူများတကောင်ကိုမလိမ့် လိန်တိုင်းမရဘူး အာ လူလေ ဒီရေခွက်ကိုပြဿနာဖြစ်နေတာကိုနှစ်ယောက်ဖြစ်တာမင်းလည်းတွေ့ထားတော့ငါလည်းတွေ့ထားတော့ဒီဟာမင်းလက်ထဲထဲတယ်ဆိုရင်ဒါမင်းကငါလိန်ရကြမယ်ဒီရေခွက်ကလေးသေးသေးလေး နားပါတယ် မျက်လက်ပညာပြ ဟုတ်တာမလို့ မျက်လက်ပညာအခုကမျက်လက်ပညာတွေဘယ်လောက်ဆန်းတာတော့မီးရထားဖြောက်တာတို့ အခုတို့ဒီမနိုင်ငံမှာဆိုနာမည်ကြီးနေတဲ့ဟိုစက်ကောထီဆိုတာ စက်ကောမနင်းမစက်ကောထီရ ကိုယောက်ျားကြီး စက်ကောမပဲကြောက်လို့ ယောက်ျားကြီးကဘယ်နဲ့အမဖြစ်ရအဲ့စက်ကောအဲ့ဒီစက်ကောမှာတစ်တာတဲ့ထိပ်ပြီးလူတကောလုံးတော့ဖြောက်သေးတာဒီရေခွက်လောက်ကတော့တိမ်ညွန့်အသာလေးဖြောက်လို့ရသေချာကြည့်မျက်တောင်မခတ်နဲ့မျက်လဲတယ်လက်လှဲတယ်မျက်လုံးကိုလှည့်စားတာရှိတယ်လက်ကိုလှည့်စားတာရှိတယ် လိန်ရင်ဖမ်းမှာနော် အော်မိအောင်ဖမ်း လိန်ရင်ဖမ်းမှာ မျက်တောင်တစ်ချက်ခိုက်ရင်တစ်ချက်လိန်လို့ရတယ် မဟုတ်တာလို့ရင်ရဲစခန်းသွားတိုင်းမယ်နော် အော်အချိန်မျိုးသွားတိုင်တယ် တကယ်လား မျက်လက်ဟောဒီမှာဟောဒီခွက်ကိုဖျောက်ပြမယ် ရှိစမ်း သူများတကာတွေကဟာပဝါနဲ့အုံပါတို့ဘာတို့ဘာပဝါနဲ့မှအုပ်เสียမလို့ အော် လက်ထဲရင်အလိုလိုနေရင်ပျောက်သွား ရှိစမ်းအောင် မျ ဝ က် စီ စိရှိမျက်စိတမိတ်လည်းပြတဲ့ပြမျက်တောင်မခတ်နဲ့မျက်တောင်တစ်ချက်ခတ်ရင်တစ်ချက်လိမ့်လိုက် အောင်ဝစီဒီကွက်ငါစီရောက်တော့မယ် ရောက်ဘူး ဒီကွက်ငါစီရောက် အလိုလိုပျောက်သွားအထက်ရောက်သွား အော် မင်းလက်ထဲလုံးဝရောက်เสียမလို့ ဟုတ်တယ် တေချာကြီးဟိုက်ချောင်းဟိုက်ချောင်းဟိုးဟိုက်ချောင်းဟာရှိသေးတယ်ငါလည်း အော်ဒီဆရာရဲ့ မရှိတော့ ဆရာဖြောက်လိုက်တာဟာဒီပစိုးတဲ့ကိုဝင်သွားတယ်လို့ပဲဒါပြောလာမလို့ ဝင်သွားရင်ယူထားလိုက်တော့ တက်မင်းငါကိုကလုံပါတယ်အော်မန္တလေးမှာချိကြတဲ့ကျွန်တော်တို့ TV အငိမ့်ကိုကျွန်တော်တို့အားပေးကြတဲ့ပရိသတ်များကိုဘာပြမလဲအော်ရဲ့တဲ့တစ်ဖက်လူလဲလိန်အောင်မယ်ဘာပြမလဲတဲ့ဒီရခွက်ကနေဟိုဒီကျုပ်ကျွန်တော်တို့ပေါ်ဝါစကနေပြီးတော့မွေဖြစ်တယ်ဆိုရင်ဘယ်သူယုံမလဲဘယ်သူမှမယုံအဲ့တော့မွေလုံးလုံးဖြစ်သွားမယ်အော်ကိုမရေ ညာ ကိုမ ခင်ဗျာ ကျွန်တော်သိတာတယ်ခုနပြောတဲ့စကားတိုင်းမှာပဲဟာဒီပေါ်ဝါစကနေမွေဖြစ်တယ်ဆိုရင်ဘယ်သူယုံမလဲ အာခင်ဗျာမစင်စားပြောတော့ယုံမှာမဟုတ်ဘူး အေးလေဒီဘာလို့စားမှာလဲ စားရင်စားခင်ဗျာဟိုကောင်မလေးကခုနခေါင်းဆောင်မင်းသမီးကခင်ဗျာတခါယုံမှတရတည်းရတဲ့ ဩတော်သားမှာဒီကျုပ်ဟာဒီပေါ်ဝါ အဲ ခုနရေကွက်သွားထားတော့ဒီယုတ်ကတိတ်ခိုင်သားမကွာမြက်လက်ပြပါဆိုနားနဲ့ဆက်ဆက်ကြကိုတိုင်းလည်းခံလိုက်ရ အဲခန့် ကတိကျုပ်ခိုင်တာခဏခဏ ဘာလို့ ခိုင် ဒါ မွေဖြစ်သွား အာဟုတ်ကလား အထက်နဲ့တူအောက်လျှော့ခိုင်းခေါင်းကနေပြန်ပေါက်တော့မယ်နော်ကောင်းလား ဒီထက် ကောင်းလေမွေဖြစ်သွားမယ် ဒီလိုလား အဲ့လိုလေးနည်းနည်းလုံတာ ဟုတ်တယ်လို့ ရွာသားမိုး အဲ့ဒါကြီးကြတေချာကြီးကြစကောမလို့စကောဒီလို့ရဲ့ဆရာဟာကြီးထားကြကြည့်တာ ဖြစ်သလား ဟမ် ဖြစ်သလား မဖြစ်ဘူးလေ မဖြစ်ရင်မတက်နဲ့ဘွားကိုသွားထား ဟောဗျာမွေဖြစ်တာမဖြစ်တာဘာလို့လဲဆိုရေခွက်ကြီးကတန်တရာကိုစီပြန်လဲလာပြန်ပြီဗျာဟောဗျာဒုက္ခပါပဲဗျာဟာရဲရမယ်အဲ့လိုငမောမခံဘူးမဟုတ်ရင်တော့မခံဘူးဟုတ်ရင်တော့ညှိရမှာပဲမတတ်နိုင်ဘူးဒီမှာရင်းရရေလာတော့တငယ်ကြီး မဲ
ဟာပါ ဒီဘက်သားတရားမဆုံးသေးဘူးလား ဟုတ်ကဲ့ ဘောလီဘောလည်းမပုတ်တတ်ဘူး အမုံမုံလည်းကမ ဘောလုံးလည်းမကန်တတ်ဘူးညက်လက်လည်းဝါသနာမပါ အဲ့ဒါတွေမုံမုံ ရိုးရိုးအေးနဲ့တရားထိုင်မှုပဲစိတ်ကူးနေတယ် အမုံမုံအဲ့ဒါတွေမပါဘူးအဲ့ဒါတွေမပါဘူးတကယ်ပဲအဲ့ဒါတွေမပါဘူးတကယ်မျက်လက် တကယ်တော့ အခုကိုတင်ညော့မျက်လက်အလကား မမလိန်တော့ မဟုတ်ဘူးဘယ်နဲ့လိန်ရမှာလို့ မလောက်ကြ ကိုပြောသွားတယ်မျက်လက်အထင်ကြီးစရာမရှိဘူး ဟုတ်ပြီ ဓာတ်ကိုဒီလိုကိုင်းထားတယ်ဓာတ်ပြရေးကြတာတွေ မလေး ဒါတွေကရိုးနေပြီ ရိုးနေ လက်ကင်ပါဘူးအရင်ကကိုင်းထားတာ ဟုတ်တယ် ဆရာပန်းတော့ဇောကြီးလာသူမိမဇောကြီးလာကိုထမင်းချိုးတာလက်ဓာတ်ဖြစ်တာတွေပါလေရိုးနေပြီ ရိုးနေတာတွေက တကယ်ပြောတာမျက်လက်ဓမ္မစစ်တက်တာမောင်ပေါ့ တကယ်နော် တကယ်ပါတကယ်ပါ မလိန်ရဘူးနော် မလိန် နင့်ငါစု ဖယားစု အေးဘုရားစု ဩဖယားစုနဲ့ငါစုနဲ့ဟောလောလောဆယ်မင်းဟာရင်စုနေတယ်အေးတလို့မင်းငါမျက်လက်ပြနော်ဟုတ်ပြီခဏ ဘာဖြစ်လဲ ဘာဖြစ်ရမလဲဆို ကိုတရားဘာတွေထွက်လာ ဘာထွက်လာမလဲဆိုအဲ့မှာလူတယောက်လှဲတစည်းနဲ့လှဲတစည်းနွားနှကောင်နဲ့ခိုးလေးတအဲ့ထွက်လာမင်းတခြားကြည့်တာကြည့်မင်း လူတရားလဲတစီနွားတရှင်းနဲ့ခွေးတကောင် ခိုးတကောင်တခြားကြည့် ရှင်းနေတာဒီကိုပြောနေ ဩမင်းကလည်းမလေးခဲ့တော့ရောခဏခဏခဏ ခဏအမလေးကောင်မရဲ့အမလေးကောင်မရဲ့ဒါမျိုးတွေရိုးနေပါပြီငင်းချမ်းတွေပါရိုးနေပါဗျာလက်ကကိုင်းပြီးမှဆိုတော့လက်ကနောက်မှဖော်ထားတာကိုကြည့်ရောလက်ကနောက်မှလှုပ်ပေးတာမလေးနဲ့လက်ပြိုင်ပစိုးလေးကြွကြလည်းမလေးကကိုင်းမှဆိုဒီခွက်ကလေးရခဏရငါထလို့ကြည့်ရနဲ့မလေးပစိုးကြည့် အေးအဲ့လိုသွားထားလိုက်ကို ငါကိုအရင်ကလေးကငါကိုကဒီတန်ရငါစီပြန်လဲလာယူမတတ်နိုင်တော့အကုန်လုံးကလည်းသိနေကြပြီအေးရွှေမြိုင်လေးလာပါဦးဟောရွှေမြိုင်ခဏလာပါဦးဟိုခမည်းလောက်လာခဲ့တဲ့တန်ရဒီမှာဒီရေကွက်ကဘယ်သူမှလည်းမထားဘူးဟိုသူကလည်းမထားဒီလည်းမထားနဲ့အကုန်လုံးပြဿနာတက်ကြတော့ခမည်းတောက်တဲ့ရေကိုသွားထားလိုက် လူကမထားကြဘူး အခုကမထားခမည်းသွားထားလိုက် တကယ်မထားဘူးလား ဟုတ်တယ်ခမည်းကိုကျွန်တော်မင်းသမီးလေးဆိုပြီးတော့ကျွန်တော်တို့ကမခိုင်းရက်ပါဘူးဗျာမင်းသမီးဆိုလက်ကလေးရစားချီပွားလေးရစားနုနုနေနေလေးဟုတ်တယ်မလားလက်ကလေးညရပြော့ပြော့နူးညံ့နေတာပဲဆက်စုပ်ကြီးလှတာဒါဘယ်ဝယ်လဲဆက်စုပ်မသိ ရွှေစင်ကလေ ရွှေစင်ရ အမော စိန်စစ်လား စိန်စစ်ပေါ်လို့ ဘလောက်သားတော့ရှိမလဲမသိကြည့်စမ်းလက်ကလေးနဲ့လှလိုက်တာကြည့်စမ်းမောင်ပြော့ပြောင်းလက်ကလေးမြတ်မလီလှလိုက်တာကြည့်စမ်းမောင်ဟုတ်တယ်မှန်တယ်မလက်ကောက်တွေလည်းအများကြီးပဲဗျာကြည့်စမ်းမောင်တော့ဘယ်နှကြက်သားလောက်ရှိမယ်ထင်တယ်မသိဘူးအေးဗျာရော့အဲ့ကိုယ့်ကိုသွားထားလိုက်တော့နော်သွားထားကိုယ့်ကိုသွားထား တကယ်မထား ခ ဘူး မားတောက်တဲ့ကြီးကိုခမရတော့တို့ညီကိုခမရညံတက်တိုက်ပေးကြမလို့မထားနိုင်ဘူးသွားထားလိုက် ကဲဒီရက်ကွက်ကိုဒီရောက်လို့မထားဘူး ဒါမထားနိုင်ဘူးမထားဘူး တကယ်မထားဘူး မထားဘူးဟုတ်ပါ မထားနိုင်မထားနိုင် ကိုသွား အဲ့ဆိုပြီးရောဒီမှာဒီရက်ကွက်ကိုဒီရက်ကွက်ရွှေမြိုင်ချစ်သူပဲ ဟမ်ဒီဘက်ကိုကင်ပြီးတော့သွားထားတဲ့သူက ဟုတ်တယ်ရွှေမြိုင်ချစ်သူလေ ရွှေမြတ်ချစ်သူ မင်းချစ်သူ အဲ့လိုကတော့ငါထားမှာ ခဏနေရောခဏနေရော မင်းတို့ ဟုတ်တယ်မမမင်းမင်းရှေ့မှာငါရှိတယ် အခုမှ မင်းရှေ့မှာငါရှိ အခုမှဇာတိရုပ်တွေကပေါ်လာကြတယ် မျိုးလာမလုပ်ဘူး အဲ့ဒါဟုတ် နေဦးလေ ခဏနေတော့ဆက်မှာရှင်းခဏနေရော အေးဘာလို့ပြော ခဏနေရောရွှေမြိုင်ကလေ1 2 3လို့អော်မှာ ဟောဒီနှစ်သုံးလို့ဟောလဲလို့အဲ့ဒီကွက်ကိုအရင်ဆုံးကင်ပြီးသွားထားတဲ့သူကရွှေမြတ်ချစ်သူ ရတယ် အပေါ်ကြီးတောက်လို့မရလုံးနေကြကိစ္စမျိုး ဒီလိုနဲ့ဒါမျိုးလုပ်လို့မရဘူးဒါမျိုးလုပ်လို့မရဘူးနေဒါမျိုးလုပ်လို့မရနေ ဒါမျိုးနဲ့ပတ်သက်လာရင်မင်းတို့အနစ်နာခံရဘလို့ငါခံမှာ နေနေပါစေနေ လုံးလုံးဆယ်ပြအမလေး ခဏနေရှေ့မင်းလေ အမေနော် အေးနော် ဦးတင်ညခမရရှေ့ရောက်နေတယ်ခြေတော့ရှေ့တိုးနေ ဒီ ဒီပဲရှိသေးလေ ဒီပဲရှိသေးတယ် အေးတရုံမတက်သေးတယ်တရုံမတက်သေးတယ် တဲ့မချာ နေဟုတ်ပြီ ခိုင်းတရုံမတက်သေးတယ်မမြုပ်သေးဘူး အဲ ဝမ် ဟော အင်္ဂလိပ်လိုလေအင်္ဂလိပ်လိုခဏနေရောအင်္ဂလိပ်လိုပြော သူကလည်းဗမာလိုရအင်္ဂလိပ်လိုရညီမလေးငါ့ကိုရိုးရလိုနဲ့ဂျပန်လိုပါဆက်လုပ်ပါ ကလေးစစ်တော့ပါပြင်းများများတော့ ဝမ်းနေ တော့ပတ်စံပြန်ပေး ဝမ် ဝမ်းနဲ့ဟဲ့ တူ တူတယ်တူ ကဲလောက်ပါတက်မထားပါနဲ့ အော် ဒီရောက်ပါပြန်ပြီဟာ တို့ပြီ ညီမလေးအဲ့တော့ချိန်ဆွဲမထားတဲ့အခုအားကုန်တယ် တီ ဟုတ် ဒီ ပြီ ရောက်ပြီ နီ ဟုတ်ပြီ နီ ရှင်း မမြင်ဘူးနော်မြင်ဘူးနော်တောက် တော့အမေနဲ့တော့တော့ ဟုတ်ပါရှင်းဟာ တာ အိုးသူကတော့ဒီမှာချွေးနဲ့သူနဲ့ရင်းနဲ့အဲ့ဒါသူကတရားမှမဆိုင်ဘဲနဲ့အမျက်ထုတ်သွားတယ်ဘုရား နေသားမနဲ့သူ့အဖေကသူ့သမီးခေါ်တော့